န်ချီဝူကနာကျင်မှုနဲ့အတူဝမ်းနေသလိုငိုပြီးတော့သူမတရားရထားတာကြောင့်ဘာမှမမှတ်မိတော့ဘူးလို့ပြောလိုက်ပါတယ်နောက်ပြီးတော့သူမမြောက်ပိုင်းနဲ့တောင်ပိုင်းမင်းသားကကျမရဲ့ခင်မုန်းမဲမဟုတ်လားကျမရဲ့ဆန္ဒကျမခင်မုန်းနဲ့တစ်သက်လုံးအတူတူနေဖို့ပဲလို့ပြောလိုက်ပါတယ်ဘယင်ကြီးကဖန်ချီဝူရဲ့စကားကြောင့်ပုံမဒေါသထွက်ပြီးတော့သူမကိုကြမ်းတမ်းစွာဆက်ဆံပြီးနန်းဆောင်ကနေထွက်ခွာဖို့ပြန်လိုက်တယ်။ဘယင်ကြီးကငါယန်ဇီဝန်ကိုတက်ပစ်မယ်။ပြီးရင်မင်းကိုငါနန်းတော်တွေကနေပြန်ခေါ်လာမယ်။မင်းငါပေါ်ဖောက်ပြန်ရင်တော့မင်းချရတဲ့သူတကယ်သေးလိမ့်မယ်လို့ချိန်ချောက်ပြောဆိုတာထွက်သွားပါတယ်။ဘယင်ကြီးထွက်သွားတာနဲ့တပြိုင်နက်ဖန်ချီဝူကသူမရဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးတော့အရာအားလုံးကသူမရဲ့အစီအစဉ်တိုင်းပဲဖြစ်လာတာကြောင့်ချိန်နေနေခဲ့တယ်။ဘယင်ကြီးကသူမကိုပိုင်ဆိုင်ဖို့အတွက်စုံမတူကိုအသုံးချပြီးတော့မင်းသားအပေါ်မကောင်းတဲ့အစီအမံတွေလှုပ်ဆောင်နေတာကိုလည်းသူမအကွယ်တစ်ခုကနေပြီးတော့အားလုံးကိုနားထောင်နေခဲ့တယ်။နောက်တနေ့မနက်မှာတော့ဖန်ချီဝူကအိတ်ကလေးတစ်လုံးကိုအသေးချထုတ်လုပ်နေရင်းနဲ့ဘယင်ကြီးဝင်လာတာကိုသတိထားမိတာကြောင့်ရည်ရွယ်ချက်ရှိရှိနဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်။ဖန်ချီဝူကဒါလေးကိုချုပ်ပေးရင်ကျမရဲ့ခင်မွန်းတွေကအရန်ကိုသဘောကျမှာပဲလို့တိုးတိုးလေးပြောပြီးတော့ဘယင်ကြီးရဲ့ဒေါသကိုစွပေးလိုက်ပါတယ်။လမ်းဆောင်ထဲကိုဘယင်ကြီးကရုတ်တရက်ဝင်လာတဲ့အခါမှာဖန်ချီဝူကသူမချုပ်လုပ်နေတဲ့အိတ်ကလေးကိုကျုံးနှောင်းမှာဖွက်ထားလိုက်ပါတယ်။ဘယင်ကြီးကထုတ်ပေးဖို့အတင်းကျပ်တောင်းဆိုတာကြောင့်ဖန်ချီဝူကမတက်တာတဲ့ပုံစံနဲ့အိတ်ကလေးကိုထုတ်ပေးလိုက်ရပါတယ်။ဖန်ချီဝူကထုတ်ပေးလိုက်တဲ့အခါမှာဘယင်ကြီးကအိတ်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာခေါင်းစည်းကျုပ်တစ်ခုကိုတွေ့လိုက်ရတယ်။ဘယင်ကြီးကဒေါသတကြီးနဲ့ဒါပါလေဒီလိုမေးလိုက်တယ်။ဒါကကျမရဲ့ခေါင်းစည်းကျိုးပါဒါကိုကျမရဲ့ခင်မုန်းကိုပေးဖို့အတွက်ပါလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာဘယင်ကြီးကသူ့စီမှာရှိနေတဲ့ခေါင်းစည်းကျိုးကိုချက်ချင်းသတိရသွားတယ်ဘယင်ကြီးကဒါဆိုရင်သူမငါ့ကိုခေါင်းစည်းကျိုးပေးခဲ့တာကငါ့ကိုချက်လို့ပေးခဲ့တာပဲလို့ထင်ပြီးတော့ဝမ်းသာသွားခဲ့ပါတယ်ဒါရီကဖန်ချီဝူရဲ့ထောင်ချောက်သက်ဆိုတာဘယင်ကြီးကမသိခဲ့ပါဘူးအဲဒီနောက်ဖန်ချီဝူကဘယင်ကြီးကျမပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ဘယ်အချိန်ပြန်ရမှာလဲဆိုပြီးတော့သူမနန်းတော်ကနေထွက်ခွာခွင့်ပေးဖို့ပြောလိုက်တယ်။ဘယင်ကြီးကသူမရဲ့လက်ကိုလှမ်းဆွဲပြီးတော့မင်းငါ့ကိုအခုလိုမျိုးတားပြီးတော့ထားသွားကြနေရလားလို့မေးလိုက်တယ်။ဖန်တီဝူကကျမသာဒီကနေမသွားရင်မင်းသားသိသွားပါလိမ့်မယ်။ပြီးတော့ကျမရဲ့မိသားစုကိုလည်းထိခိုက်နိုင်ပါတယ်လို့အကြောင်းပြချက်ပေးလိုက်ပါတယ်။ဘယင်ကြီးကအဲ့ဒါဘာအရေးလဲ။ငါလိုချင်တဲ့မိန်းမကိုငါသေးချာပေါက်ရအောင်ယူမှာပဲလို့ပြောပြီးတော့ဖန်တီဝူကိုလွှတ်မပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမကခေါင်းဝါစတိုးကိုဆွဲဖြုတ်လိုက်ပြီးတော့သူမရဲ့လေပင်ကိုထိုးဆိုင်ဖို့ကြိုးစားပါတော့တယ်။ဘယင်ကြီးကသူမကိုတားဆီးလိုက်ပြီးတော့ဒေါသတကြီးနဲ့ဆွဲခေါ်သွားပါတယ်။မင်းသားဖန်ချီဝူအတွက်လက်ဆောင်ခေါင်းစည်းကျိုးကိုကြည့်ရင်းနဲ့သူမရဲ့ကျမ်းမာရေးအတွက်ကိုစိတ်ပူနေခဲ့ပါတယ်။အဲဒီနောက်မှာသူကရုတ်တရက်ခေါင်းမူလာပြီးတော့အိယာပေါ်ကိုလဲချလိုက်တယ်။ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပြီးတော့မင်းသားကိုမြှူဆွဲပါတော့တယ်။မင်းသားဆေးမိသွားတာကြောင့်အဲ့ဒီအမျိုးသမီးကိုဇနီးဖြစ်သူချီဝူအမှန်နဲ့မှားယွင်းသွားမိပါတယ်။ဘယင်ကြီးကချီဝူကိုဆွဲခေါ်လာခဲ့ပြီးတော့ဒီအဖြစ်အပျက်တွေကိုပြပြီးတော့မင်းသားကိုအထင်လွဲစေခဲ့ပါတယ်။ချီဝူကစမကြည့်တော့ဖို့ရုံးကန်နေခဲ့ပေမဲ့ဘယင်ကြီးကတကားရှိကိုတွန်းလိုက်ပြီးတော့အတင်းချက်ကိုကြည့်ခိုင်းလိုက်ပါတယ်။ချီဝူကအိမ်တော်တွေကအဖြစ်အပျက်အားလုံးကိုမြင်လိုက်ရတာကြောင့်ဝမ်းနဲ့ကြည်ခွဲစွာနဲ့ငိုနေခဲ့ပါတယ်။သူမကငါ့ကိုချစ်တယ်ပြောပြီးတော့တခြားမိဘနဲ့အတူတူရှိနေတယ်။ငါ့ကိုအားလုံးလိန်ချတယ်လို့ပြောပြီးတော့ငိုကြွေးနေခဲ့တယ်။ဘယင်ကြီးကသူမကိုအဖြစ်ပေးခြင်းလို့ဒီလိုလုပ်ခဲ့ပေမဲ့သူမရဲ့ဝမ်းနဲ့စွာငိုကြွေးမှုကြောင့်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဘယင်ကြီးကချီဝူနဲ့ပြန်တဲ့ချင်းဆိုင်ရက်လိုက်ပြီးတော့မင်းချစ်တဲ့သူကငါပါမငိုပါနဲ့ပထမဆုံးမင်းရဲ့ခေါင်းစည်းကျိုးကငါ့ကိုပေးခဲ့တာပဲမင်းငါ့ကိုချစ်တယ်မလားရန်စီဝမ်ကမင်းကိုလိန်ခဲ့တာလို့ပြောလိုက်တယ်ဘယင်ကြီးကသူ့ရဲ့လက်ကဝတ်မှာခြိထားတဲ့ခေါင်းစည်းကျိုးကိုသူမစီကိုပြလိုက်ပါတယ်ချီဝူကကျမချစ်ရတဲ့သူကအရှင်မင်းလားလို့မေးလိုက်တယ်။ဘယင်ကြီးကဟုတ်တယ်။မင်းရဲ့တူတဲ့သောယောက်ျားငါပဲသူ့ကိုမေးလိုက်တော့လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဘယင်ကြီးကသူမကိုကျင်နာစွာနဲ့နမ်းလိုက်ပါတယ်။ဘယင်ကြီးကသူမရဲ့ကိုယ်ပေါ်ကခြုံလာတစ်ထည်တင်ပေးလိုက်တယ်။အဲဒီနောက်မှာချီဝူရဲ့လက်ကိုစုပ်ကန်လိုက်တဲ့အခါမှာတော့ညင်သာစွာနဲ့လည်းနမ်းလိုက်တာဖြစ်ပါတယ်။အဲဒီနောက်မှာချီဝူရဲ့လက်ကိုစုပ်ကန်ပြီးသူမဖယ်ထုတ်ဖို့ကြိုးစားလိုက်ပေမဲ့ဘယင်ကြီးကဆက်ပြီးတော့ချုပ်ကန်ထားပါတယ်။ဘယင်ကြီးကမင်းရဲ့အသားကိုငါထိတာသဘောကျလို့လားအခုထိမင်းရဲ့ခင်မုန်းအကြောင်းတွေးနေသေးလားဆိုပြီးတော့မေးလိုက်ပါတယ်။သူမကမင်းသားကျမကိုလိန်ခဲ့ပေမဲ့ကျမသူ့ရဲ့မိဖုရားပဲလေလို့ပြန်ဖြေခဲ့ပါတယ်။နောက်ပြီးတော့သူမကဘယင်ကြီးနဲ့အခုလိုပတ်သက်နေသလိုမင်းသားကလည်းတခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့တာကြောင့်ကျမတို့နှစ်ယောက်လုံးကဂုဏ်သိက္ခာမဲ့တဲ့သူတွေဖြစ်နေပြီလို့ပြောလိုက်ပါတယ်။
ဒါကိုဘယင်ကြီးကလက်မခံခဲ့ပါဘူးဒီအမားတွေကသူမရဲ့အဖြစ်တွေမဟုတ်ပါဘူးသူကိုယ်တိုင်လုပ်ခဲ့တဲ့အမားတွေဖြစ်လို့ဒီပြဿနာရဲ့အားလုံးအဖြစ်အားလုံးအတွက်ငါ့ကိုအပြစ်တင်လိုက်ပါလို့နှစ်သိမ့်ပေးခဲ့ပါတယ်ချီဝူကခေါင်းခါလိုက်ပြီးတော့အရှင်မင်းကြီးကိုအပြစ်တင်ဖို့ကျွန်မမဝင်ရဲပါဘူးလို့ပြန်ပြောလိုက်ပါတယ်ဘယင်ကြီးကသူမရဲ့ပါးပြင်ကိုပို့တက်လိုက်ပါတယ်ပြီးတော့အဲ့ဒါတွေထက်အတိအကျဆုံးအရာတစ်ခုကိုပြောလိုက်တယ်အဲ့ဒါကသူမရဲ့နှလုံးသားထဲမှာမင်းသားရန်စီဝမ်ရှိသေးလားဆိုတာပါပဲသူမကဘယင်ကြီးကိုစိတ်ချဖို့ပြောလိုက်ပြီးတော့နောက်တစ်ခါမင်းသားကိုသူမရဲ့ခင်ပွန်းလို့မသက်မတော့တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်ဘယင်ကြီးကဝမ်းသာသွားပါတယ်ဒါဆိုရင်မင်းကိုမိဖုရားဖြစ်တင်မြောက်မယ်လို့ပြောလိုက်ပါတော့တယ်